အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော် Transperia နဲ့ Survey Knowledge Share ယူချင်တယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ web browser နဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုတစ်ချက်မျှဝေပြီးတော့မှာဖြစ်ပါတယ် web browser ဆိုတာကကျွန်တော်တို့အနေနဲ့ပထမဆုံး internet တစ်ခုရှိပြီဆိုတာ ਨੇ internet world wide web ပေါ်မှာရှိတဲ့ website စာမျက်နှာတွေအချက်အလက်များတွေရုပ်ပုံများနဲ့ဗီဒီယိုများကိုရှာဖွေကြည့်ရှုနိုင်အသုံးပြုသည့် application software တစ်မျိုးလည်းဖြစ်ပါတယ်၎င်းဟာကျွန်တော်ရိုက်ထည့်လိုက်တဲ့ website လိပ်စာ URL များရှိကုတ်များကိုလူသားများနားလည်နိုင်သောပုံစံဖြင့်ပြောင်းလဲပေးတဲ့ဘာသာပြန်ကိရိယာကဲ့သို့လုပ်ဆောင်ပေးပါတယ် web browser တွေကကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ internet လောကရဲ့တကားပေါက်တွေဖြစ်ပါတယ်သူတို့ကိုဘယ်လိုတည်ဆောက်ထားလဲဆိုတဲ့ architecture နဲ့ဘယ်လိုပြောင်းလဲလာခဲ့လဲဆိုတဲ့ history ကိုအပိုင်းတစ်ပိုင်းခွဲပြီးတော့ရှင်းပြပေးပါမယ်နံပါတ်1 web browser တစ်ခုကိုဘာတွေနဲ့ဖွဲ့စည်းထားလဲ browser architecture browser တစ်ခုက user နဲ့ app တစ်ခုတည်းပို့ပြီးတော့ရှုပ်ထွေးတဲ့ engine တွေစုပေါင်းထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်အဓိကအစိပ်ပိုင်းကတော့9ခုရှိပါတယ်နံပါတ်1 user interface UI ပေါ့နော်ကျွန်တော်မြင်တွေ့နေရတဲ့ address bar တွေ back တွေပြီးတော့ forward button တွေနဲ့ bookmark menu စတာတွေဖြစ်ပါတယ်နံပါတ်2ကတော့ browser engine ပါ browser engine က UI နဲ့ rendering engine ကြားထဲမှာကြားခံဆောင်ရွက်ပြီးတော့အမိတ်ပေးတာတွေကိုတစ်ဆင့်ပြန်ပေးတဲ့အပိုင်းပဲဖြစ်ပါတယ်နံပါတ်3ကတော့ rendering engine ပါအရေးကြီးဆုံးပိုင်းလို့ပဲပြောရမှာဖြစ်ပါတယ် website တစ်ခုရဲ့ HTML နဲ့ CSS code တွေကိုဖတ်ပြီးတော့ကျွန်တော်တို့မြင်ရတဲ့ပုံရိပ်တွေစာသားတွေပြောင်းလဲပေးတာပဲဖြစ်ပါတယ်ဥပမာ blink ဆိုပြီး Chrome ပေါ့နော်ဥပမာ Django ဆိုလို့ရှိရင် Firefox ပြီးတော့ WebKit ဆိုပြီး Safari အနေနဲ့တော့ပါတယ်နံပါတ်4က networking ပေါ့နော် networking ကိုဆိုရင် HTTP ဒါမှမဟုတ် HTTPS protocol တွေသုံးပြီးတော့ internet ပေါ်ကနေ data တွေပုံတွေစာသားတွေကိုဆွဲယူပေးတဲ့အပိုင်းပဲဖြစ်ပါတယ်နံပါတ်5ကတော့ JavaScript interpreter JS engine ပဲဖြစ်ပါတယ် website တွေမှာပါဝင်တဲ့လှုပ်ရှားမှုတွေ interaction တွေကိုလုပ်စေတာပါဥပမာ Google Chrome ရဲ့နာမည်ကြီး VH engine လိုမျိုးပဲဖြစ်ပါတယ်နံပါတ်6ကတော့ UI backend လို့ဖြစ်ပါတယ်ဥပမာ Windows တွေ combo box တွေလိုမျိုးအခြေခံ widgets တွေကိုပုံဖော်ပေးပါတယ်နံပါတ်9ကတော့ data persistent storage ပါ cookie တွေ cache တွေနဲ့ local storage ကိုသိမ်းဆည်းပေးတဲ့နေရာလည်းဖြစ်ပါတယ်အဲ့တော့အချက်9ချက်ကျွန်တော်မျှဝေပြနောက်မှာပေါ့ဘယ်လိုမျိုးတိုးတက်ပြောင်းလဲလာခဲ့ဆိုလဲ evolution တွေကိုကျွန်တော်မျှဝေပါမယ် browser တွေရဲ့တမိုင်းကြောင်းကစိတ်ဝင်စားဖို့ကောင်းတဲ့တိုက်ပွဲတစ်ခုလိုပါအစောပိုင်းကာလမှာဆိုလို့ရှိရင်1990ကနေ1994ကြာမှာဆိုလို့ရှိရင် World Wide Web ကို1990မှာဆိုရင်1990မှာပထမဆုံး browser ကို Tim Berners-Lee ကထည့်ထွင်ခဲ့ပါတယ်အဲ့ဒီတုန်းကစာသားတွေပဲကြည့်လို့ရပါသေးတယ်1993မှာဆိုလို့ရှိရင် Mozilla ကပုံတွေနဲ့စာသားတွေကိုတမျက်နှာထဲမှာတွဲပြနိုင်တယ်ပထမဆုံး browser ဖြစ်လာပြီးတော့ internet ကိုလူကြိုက်များစေခဲ့ပါတယ်ပထမအကြိမ် browser စစ်ပွဲကတော့1995နဲ့2004အတွင်းမှာဖြစ်ပါတယ် Netscape Navigator နဲ့ Internet Explorer IE ကိုပြိုင်ဆိုင်မှုပဲဖြစ်ပါတယ် Microsoft က IE ကို Windows ထဲမှာခန့်မဲ့ထည့်ပေးလိုက်တဲ့အတွက် Netscape ကရှုံးနိမ့်သွားခဲ့ပါတယ်ဒီကာလမှာ JavaScript ရဲ့ CSS တွေစတင်ပေါ်ပေါက်လာခဲ့ပါတယ် modern browser များပေါ်ထွန်းလာခြင်းကတော့2004နဲ့2015ကြားမှာဆိုရင် Firefox ကတော့2004မှာစတင်ပေါ်ပေါက်လာပါတယ် IE ရဲ့ကြီးစိုးမှုကိုစိန်ခေါ်ပြီးတော့ပိုမြန်တဲ့ပိုလုံခြုံတဲ့ Firefox အနေနဲ့ထွက်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့ဘောနော်2008မှာဆိုလို့ရှိရင် Google Chrome ကတော့ VH engine နဲ့အတူထွက်ပေါ်လာပြီးတော့ browser လောကကိုအမြန်နှုန်းနဲ့လွှမ်းမိုးလိုက်ပါတယ် tab တစ်ခုချင်းစီကိုတီးခြား process ခွဲထွက်လိုက်တာတော်လိုင်းရေးတစ်ခုပဲဖြစ်ပါတယ်လက်ရှိကာလ2015ကနေယနေ့ထိဆိုရင် mobile first နဲ့ privacy ကအခုမှဆို mobile browser တွေက desktop ထက်ပိုသုံးများလာသလို user privacy ကိုလည်းအလေးပေးတဲ့ Brave တွေ DuckDuckGo နဲ့ Safari ရဲ့ tracking protection တွေကခေတ်စားလာပါတယ် WebAssembly နဲ့ AI ဆိုလို့ရှိရင်အခုဆိုရင်တော့ browser တွေထဲမှာ high-end game တွေကကစားနိုင်တယ်လို့2024-2025နှောင်းပိုင်းမှာဆို AI feature တွေဥပမာစာမျက်နှာကိုအနှစ်ချုပ်ပေးတာတွေ AI chatbot ပါဝင်လာတာကို browser ထဲမှာတိုက်ရိုက်မြင်တွေ့နေရဖြစ်ပါတယ်အနှစ်ချုပ်ပြောရရင်တော့ browser တွေကစာသားသက်သက်ပြသတဲ့အဆင့်ကနေအခုဆိုရင်တော့ကိုယ်ပိုင် operating system တစ်ခုလိုမျိုးရှုပ်ထွေးတဲ့ software တွေ game တွေကိုပါ run နိုင်တဲ့အထိတိုးတက်လာတာပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာ web browser မျိုးစားပေါင်းရာနဲ့ချီပြီးတော့ရှိပါတယ်ဒါပေမဲ့လူသုံးများဆုံးနဲ့နည်းပညာအရအဓိကကျတဲ့ browser တွေကိုအုပ်စုခွဲပြီးတော့ဖော်ပြပေးလိုက်ပါတယ်လက်ရှိမှာတော့လူသုံးများဆုံး web browser တွေကတော့ Google ရဲ့ Chromium engine ကိုအခြေခံပြီးတော့တည်ဆောက်ထားကြတာများဖြစ်ပါတယ်
ဒီကတော့ browser နာမည်ပြည့်စုံတဲ့ကျွန်တော်ထုတ်လုပ်တဲ့ company ထူးခြားချက်ကိုကျွန်တော်တစ်ခုချင်းစီမျှဝေပြတော့ပါမယ် Google Chrome ကတော့ Google ကနေထုတ်ထားပြီးတော့လူသုံးများဆုံးနဲ့ Google ecosystem နဲ့ချိတ်ဆက်မှုအားကောင်းပါတယ် Apple Safari ကတော့ Apple ကနေထုတ်ထားပြီးတော့ iOS နဲ့ macOS သုံးမျိုးသူများအတွက်အမြန်ဆုံးနဲ့ battery အသက်သာဆုံးအနေနဲ့ကောင်းပါတယ် Microsoft Edge ကတော့ Microsoft ကုမ္ပဏီကနေ Windows OS တက်အကောင်းဆုံးဖြစ်အောင်ပြုလုပ်ထားပြီးတော့ AI ကိုပိုင်းတော့ပါဝင်လာပါတယ် Mozilla Firefox ကတော့ Mozilla Foundation ကနေထုတ်ထားပြီးတော့ open source ဖြစ်ပြီးတော့ user privacy ကိုလီးပေးထားပါတယ် Opera ကတော့ Opera GH ကနေ Opera GH ကုမ္ပဏီကနေထုတ်ထားပြီးတော့ Opera Norway built-in VPN ပါဝင်ခြင်းနဲ့ ဂိမ်းမာများအတွက်တည်တံ့ထုတ်ထားခြင်းဖြစ်ပါတယ် Brave browser ပေါ့နော် Brave browser ကတော့ Brave software ကုမ္ပဏီကနေထုတ်ထားပြီးတော့ကြော်ညာများကိုလိုလျောက် block လုပ်ပေးပြီးတော့ privacy အကောင်းဆုံးအနေနဲ့ရပ်တည်ပါတယ်နောက်ပြီးတော့ Vivality ပေါ့နော် Vivality ဆိုလို့ရှိရင် Vivality technology ကနေထုတ်ထားပြီးတော့ browser ကိုစိတ်ကြိုက် customization ပြင်ဆင်လိုသူများအတွက်တော့သုံးဝင်ပါတယ်နောက်ပြီးတော့ Tor browser ပေါ့နော် Tor browser the Tor project ကနေထုတ်ထားပြီးတော့အမည်မသိ anonymous အနေနဲ့တည်ကြပါတယ်ပြီးတော့အသုံးပြုလို့သူများအနေနဲ့ dark web အသုံးပြုသူများအတွက်အများကြီးသုံးဝင်ပါတယ်နောက်ပြီးတော့ Samsung internet ပေါ့နော် Samsung ကတော့ Samsung ကုမ္ပဏီကနေထုတ်ထားပြီးတော့ Android ဖုန်းများတွေမှာအသုံးပြုနေတဲ့ browser တစ်မျိုးပဲဖြစ်ပါတယ်အဲဒီတော့ browser တွေကိုပေါ့နော်ဒီ browser တွေရဲ့ကျွန်တော်ပေါ့နော်ဘယ် browser တွေသုံးနေတဲ့ဥစ္စာဆိုတဲ့ဥစ္စာကိုကျွန်တော်ချက်မျှဝေပြီးနောက်မှာပေါ့နော်ဒီအနာဂတ်မှာ web browser ကဘယ်လောက်ထိအရေးပါလာနိုင်တယ်ဆိုတဲ့ဥစ္စာကိုချက်မျှဝေပြီးတော့မှာဖြစ်ပါတယ် web browser ဟာအနာဂတ်မှာ web browser ဆိုတာ website ကြည့်ုံတတ်မဟုတ်တော့ဘဲနဲ့ cloud operating system တစ်ခုလိုပဲဖြစ်လာနိုင်မှုရှိပါတယ်အဲ့ဒါတွေကတော့ software less computing ပေါ့နော်အနာဂတ်မှာကွန်ပျူတာထဲမှာ software တွေ install လုပ်စရာမလိုတော့ဘဲနဲ့ browser ထဲမှာနေ video editing တွေ gaming လုပ်တာတွေ cloud computing နဲ့ complex coding တွေကိုလုပ်ဆောင်လာနိုင်ပါလိမ့်မယ်နံပါတ်2 AI integration ပေါ့နော်ဥပမာ browser တိုင်းမှာကိုယ်ပိုင် AI assistant တွေပါဝင်လာပြီးတော့သင်ဖတ်နေတဲ့ content တွေကိုအကျဉ်းချုပ်ပေးတာတွေဘာသာပြန်ပေးတာတွေကို real time လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ web assembly ပေါ့နော်ဒီနည်းပညာကြောင့် browser တွေက desktop update နေပါမြန်ဆန်လာပြီးတော့ပုံမလေးလံတဲ့လုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်လာနိုင်တာဖြစ်ပါတယ် browser တမိုင်းအနေနဲ့ကိုကျွန်တော်ဒီလေးပြောရမယ်ဆိုလို့ရှိရင်တော့ browser များရဲ့တမိုင်းကြောင်းက1990ပြည့်နှစ်မှာပဲစတင်ခဲ့ရပါပြီဖြစ်ပါတယ်1990မှာဆိုလို့ရှိရင် Tim Berners-Lee ကပထမဆုံး browser ဖြစ်သည့် World Wide Web ကိုနောက်ပိုင်းအခုပေါ့နော် NAS ဟုခေါ်ပြီးဥစ္စာကိုတီထွင်ခဲ့ပါတယ်1993မှာဆိုရင် Mozilla browser ပေါ်ပေါက်လာပြီး graphic နဲ့စာသားများကိုပထမဆုံးတွဲဖက်တုံ့ပြန်နိုင်ခဲ့တဲ့ကြောင့်လူများစိတ်ဝင်စားမှုရခဲ့ပါတယ်1994မှာဆိုလို့ရှိရင်တော့ Netscape Navigator တွေကကမ္ဘာလူသုံးများဆုံးနဲ့ပထမဆုံးအောင်မြင်ခဲ့သောစီးပွားဖြစ် browser တစ်ခုပဲဖြစ်ပါတယ်1995နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ Microsoft ကနေ Internet Explorer ကို Windows နဲ့အတူထည့်သွင်းမိတ်ဆက်ခဲ့ရမှာ browser စစ်ပွဲကိုစတင်ခဲ့ပါတယ်2000ပြည့်နှစ်မှာတော့2000ကနေ2010ကြားမှာ Firefox ကိုတော့2004ခုနှစ်မှာ Safari တော့2003ခုနှစ်နဲ့ Google Chrome တော့2008တို့မှာထွက်ပေါ်လာပြီးတော့ speed နဲ့ security ပြန်ဆိုင်မှုကပိုမိုပြီးတော့ပြင်းထန်လာပြီးတော့ဒီ browser ရဲ့ပေါ့နော်ဒီတိုးတက်မှုဖွံ့ဖြိုးလာခဲ့ပြောမှာဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲ browser မျိုးစားများနဲ့ဈေးကွက်ဝယ်စုအနေနဲ့ market share နဲ့ကို browser ရဲ့ရပ်တည်ပုံတစ်ချက်မျှဝေပြသွားပါမယ်ကမ္ဘာပေါ်မှာ browser မျိုးစားရာနဲ့ချီပြီးတော့ရှိတော့လေအဓိကအဖြစ် engine 3မျိုးကိုအခြေခံပြီးတော့ပြုလုပ်ထားပါတယ်အဲ့ဒါတွေကတော့ Chromium, Django, WordKit ပေါ်တွင်အခြေခံထားကြပါတယ်2024-2025ခုနှစ်မှာခန့်မှန်းခြေဈေးကွက်ဝယ်စုကအစဉ်လိုက်မှာအောက်ပါတာဖြစ်ပါတယ်နံပါတ်1က Google Chrome ပေါ့နော်သူကတော့အများဆုံး65%ခန့်ဖြင့်ဈေးကွက်ကိုလွှမ်းမိုးထားပါတယ်ဒုတိယနေရာမှာတော့ Apple Safari က15%ကနေ18%ခန့်ရှိပြီးတော့ iOS သုံးမျိုးတွေများကြောင့်ဒုတိယနေရာပဲရှိပါတယ်နံပါတ်3ကတော့ Microsoft Edge ပါပဲ4%ကနေ5%ခန့်ရှိပါတယ်နံပါတ်4ကတော့Mozilla Firefox ပါသူကတော့2%နဲ့3%ရှိပါတယ်နောက်ဆုံးနံပါတ်5ကတော့ Opera ပဲဖြစ်ပါတယ် Opera ကတော့2%ပဲရှိပါတယ်အဲဒီတော့ကျွန်တော်ပေါ့နော်ဈေးကွက်ဝယ်စုအနေနဲ့ချက်မျှဝေပြီးရနောက်ပါပေါ့နော်
ကမ္ဘာအကောင်းဆုံးနဲ့လုံခြုံဆုံး browser ၅ ခုရဲ့အားသာချက်အနေနဲ့ချက်မျှဝေပါမယ်နံပါတ်1နေရာမှာဆိုရင်တော့ဘာကြီးကမြင်နေလဲဆိုရင်တော့နံပါတ်1မှာဆိုရင်Google Chrome ပေါ့နော် Google Chrome ရဲ့အားသာချက်ကတော့သူကအများဆန်မယ်ပြီးတော့ extension များတယ်ပြီးတော့ Google account စနေတာကား account နဲ့ပေါ့နော်ဒီအားနည်းချက်အနေနဲ့ကြတော့ RAM အသုံးပြုတာများတယ်အဲ့တော့ privacy ဘိုင်းမှာစိုးရိမ်ရမှာရှိတယ်နံပါတ်2မှာဆို Apple Safari ပေါ့နော် Apple Safari က battery သက်သာတယ် Apple ecosystem နဲ့အဆင်ပြေတယ် privacy ကောင်းတယ်အားနည်းချက်ကတော့ extension နဲ့ပါတယ်ပေါ့နော်ဒီ Apple device များတယ်လားသုံးနိုင်တယ်ဒီ Microsoft နံပါတ်3မှာဆိုရင် Microsoft Edge ပေါ့နော်ဒီတော့သူက RAM သုံးစွဲမှုသက်သာတယ်နောက်မှာအခုနောက်ပိုင်းမှာပေါ့နော် AI ကိုပိုင်းတော့ပါဝင်လာတယ်အဲ့တော့ Chrome extension မှာသုံးနိုင်တယ်ပေါ့နော် Microsoft အားနည်းချက်ကတော့ Microsoft ဝန်ဆောင်မှုများကိုအသိဉာဏ်တိုက်တွန်းမှုရှိတယ်ပေါ့နော်ဒီနံပါတ်4မှာဆို Mozilla Firefox ပေါ့နော်သူရဲ့အားသာချက်ကတော့ privacy ကအကောင်းဆုံးဖြစ်တယ် open source ဖြစ်ပြီးတော့စိတ်ချပြင်ဆင်နိုင်တယ်အားနည်းချက်ကတော့ Chrome ထက်အနည်းငယ်နှေးတယ်တချို့ website များနဲ့တခါစားတာမဖြစ်တတ်ပါဘူးနံပါတ်5မှာတော့ Brave browser ပေါ့နော်သူကတော့ ADS နဲ့ tracker များကို audio block ပေးထားတယ်အလွန်မြန်ဆန်တယ်ဒီအားနည်းချက်ကတော့ဒီတချို့ website များပုံမှန်လုံးမလုပ်ခြင်းဖြစ်တတ်တယ်ပေါ့နော်အဲ့အရာတွေကတော့သူရဲ့အားနည်းချက်အနေနဲ့ဖြစ်နေတာပေါ့နော်အဲ့ရောနောက်ဆက်ပြီးတော့သူ့ကိုပေါ့နော်ကျွန်တော်တင်စားချက်အနေနဲ့ပြောရမယ်ဆိုတော့ဒီ browser ကတော့ဒီကျွန်တော် internet ဆိုတဲ့ browser ဆိုတာပေါ့နော် internet ကိုတော့ဒီဥမာတမှုနေရာကြီးမှာကျွန်တော်သွားလာနေကျွန်တော်စီးနီးရသင်္ဘောဒီဇိုင်းနဲ့သူအလားတန်တူတယ်ဥမာသင်္ဘောမရှိနေကျွန်တော်သမုတ်တရားလည်းမဝင်နိုင်ဘူး browser မရှိနဲ့ internet ပေါ်မှာရှိတဲ့အချက်လက်များကိုကျွန်တော်တို့ကကြည့်ရှုနိုင်မှာမဟုတ်ဘူးလွယ်ကူနဲ့ကြည့်ရှုနိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့ဒါလေးကျွန်တော်ပြောပြချင် browser တွေကအများကြီးရှိတဲ့ထဲကနေ user တွေအတွက်ဘယ်လိုမျိုး browser တွေကိုရွေးချယ်တင်ကြအောင်ကျွန်တော်အကြံပြုဖို့စိတ်ဝင်စားအောင်ကျွန်တော်ပြောပြပေးပါမယ် internet ကိုကြည့်တယ်ဆိုတာကကျွန်တော်တို့ရဲ့ဒုတိယဘဝလိုဖြစ်နေပါပြီဒါကြောင့်ကိုယ်နဲ့ guide ညီဆုံး browser ကိုရွေးချယ်တာကိုယ့်အိမ်အတွက်တက်တောင့်တက်တာရှိမယ် free ဘောကရွေးချယ်ရသူပဲအရေးကြီးပါတယ် browser တွေကအများကြီးထဲကနေသင်အတွက်ဘယ်တစ်ခုကနေကောင်းဆုံးဖြစ်မလဲဆိုတာကိုစိတ်ဝင်စားဖို့ကောင်းကျွန်တော်တစ်ချက်ဒီလိုမျိုးခွဲခြားကြည့်အောင်ဗျာဉာဏ်နှုန်းနဲ့ရိုးရှင်းမှုကိုကြိုက်တဲ့ Dead Space Star အနေနဲ့ပေါ့နော် Dead Space Star အနေနဲ့ဆိုလို့ရှိရင်တော့လုတ်တွေဉာဏ်ပေးခြင်းနဲ့ရှုပ်ရှက်တွေမကြိုက်ဘူးဆိုရင်တော့ Google Chrome ပေါ့နော်ဥပမာနံပါတ်1ဆို Google Chrome ကမ္ဘာပေါ်မှာအသုံးများဆုံးပဲဖြစ်ပါတယ် Google ecosystem ပါတာကြောင့် Gmail တွေ Drive တွေနဲ့ချိတ်ဆက်သုံးပြနိုင်တဲ့အမိဆုံးဖြစ်ပေမဲ့ RAM memory ကိုတော့အတော်လေးစားပါတယ်နောက်တစ်ခုကတော့ Microsoft Edge ပေါ့နော် Microsoft Edge ကတော့ Chrome နဲ့ engine တူပေမဲ့ Windows မှာသုံးရင်တော့ပိုမြန်ပြီးတော့ battery ပိုခံပါတယ် AI ကိုပိုင်းမှာပါဝင်တာကြောင့်အလုပ်လုပ်ရတာအရန်ဆင်ပြေပါတယ်အဲဆိုနံပါတ်2အနေနဲ့ဆိုလို့ရှိရင်လုံခြုံရေးနဲ့ privacy ကိုဦးစားပေးတဲ့နေကြနေအတွေ့အတွက်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ data တွေကိုဘယ်သူမှမသိစေချင်ဘူးကြော်ညာ AES တွေမြင်ရတာစိတ်ညစ်တယ်ဆိုရင်တော့ Brave browser ကိုယူချင်ပါသူကတော့ကြော်ညာတွေကိုအလိုလျောက်ပိတ်ပေးတဲ့အပြင် tracker တွေကိုပါတားဆီးပေးပါတယ်ဖုန်းမှာတော့ရင်တော့ YouTube ကိုကြော်ညာမပါဘဲကြည့်လို့ရတာကသူ့ရဲ့အားသာချက်ပဲဖြစ်ပါတယ် Firefox ကတော့ဘယ်သူအောက်ခံမှာမဟုတ်တဲ့တီးခြားလွတ်လပ်တဲ့ browser ပဲဖြစ်ပါတယ် privacy ပိုင်းမှာတော့တော်တော်လေးစိတ်ချရပြီးတော့ customization ကိုစိတ်ချပြင်ဆင်မှုကအများကြီးလုပ်လို့ရပါတယ်နံပါတ်3ကတော့အလှပနဲ့စွမ်းဆောင်ရည်ကိုမမောတဲ့ gamer နဲ့ power user တွေအတွက်ဆိုလို့ရှိရင်တော့ကြည့်ရတာလှပနေရမယ်ကိုစိတ်ကြိုက် control လုပ်ချင်တယ်ဆိုရင်တော့ Opera GX ကိုသုံးပါဒါကတော့ gamer တွေအတွက်တည်တံ့ထားတာပါ browser က RAM ဘယ်လောက်ပဲသုံးရမယ်ဆိုတာကိုကန့်သတ်ထားလို့ရပါတယ်နောက်တစ်ခုကတော့ Vivaldi ပေါ့နော်သူကတက်တွေကိုစိတ်ချစီမံခြင်းတွေဖန်သားပြင်တစ်ခုထဲမှာ Windows အများကြီးခွဲကြည့်ခြင်းတဲ့သူတွေအတွက်အကောင်းဆုံးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပေါ့နော်ဒီပေါ့ဘယ် browser တွေရွေးချယ်သင့်လဲဆိုတော့တစ်ချက်ပြောပြပြီးနောက်မှာဆိုရင် browser များရဲ့အားသာချက်အားနည်းချက်တွေကိုတစ်ချက်နှိုင်းယှဉ်ပြီးကျွန်တော်ပြောပြပေးပါမယ်ဥပမာ Chrome ဆိုလို့ရှိရင် Chrome browser ဆိုလို့ရှိရင်ပေါ့နော်သူကအလွန်မြန်တယ် extension ကများတယ်ပေါ့နော်အဓိကဒီအားနည်းချက်အနေနဲ့ဆိုလို့ရှိရင်တော့ RAM အစားများတဲ့ RAM ပေါ့နော်အဓိကအစားများတဲ့ဖြစ်စက်ကလေးရပေါ့နော်break ပေါ့ break ကတော့ကြော်ညာများကိုအလိုလျောက်ပိတ်ပြီးတဲ့အားသာချက်အနေနဲ့ရှိမယ်ဒါပေမဲ့အားနည်းချက်ကတော့တချို့ website များပုံစံပြတ်တက်တော့ပါတယ်ပေါ့နော် Edge ကတော့ PDF reader အားကောင်းတယ်ပြီးတော့ AI ပါဝင်လာတယ်ဒါ
ဒါမှအားနည်းချက်ကတော့ Microsoft ကအသင်းသုံးခိုင်းတယ်လို့ခံစားရနိုင်တယ်ပေါ့နော် Firefox ကျတော့ privacy ကောင်းတယ်ပြီးတော့စိတ်ကြိုက်ပြေးနိုင်တယ်အားနည်းချက်ကတော့အချို့တော့ website များမှာအဆင်မပြေမှုတွေဖြစ်တတ်တယ်ပေါ့နော်တင်းအတွက်ဘယ် browser ကအသင့်တော်ဆုံးလဲလို့ပြောရမယ်ဆိုရင်တော့ဗောနော်ဒါပေမဲ့ရွေးချယ်ရခက်နေတယ်ဆိုလို့ရှိရင်တော့အောက်ပါတိုင်းတစ်ချက်ဆုံးဖြတ်ကြည့်ကြပါ Google service တွေကိုအသုံးများရင်တော့ Chrome ပဲသုံးပါကြော်ညာတွေမမြင်ချင်ရင်တော့ Brave ကိုဆက်လုပ်ကြည့်ပါ laptop battery ကိုပိုခံချင်ရင်တော့ H2 မဟုတ် Safari ပေါ့နော် Mac အသုံးပြုသူများကိုအဓိကရွေးပါတယ် privacy ကိုအရင် case site သူအနေနဲ့ဆိုရင်တော့ Firefox ကသင်အတွက်အထူးသုံးဝင်ပါတယ်အကြံပြုချက်အနေနဲ့ browser တစ်ခုတည်းမှာပဲအမြဲတမ်းနေထိုင်ကြမလို့တော့ပဲနဲ့လောက်အတွက် Chrome ကိုသုံးပြီးတော့ဖြောပြရေး YouTube social media အတွက် Brave သုံးတာမျိုးတွေ hybrid ပုံစံသုံးကြည့်ဖို့အကြံပြုချင်ပါတယ်နောက်ဆုံးဒီဗီဒီယိုလေးကိုဆုံးသက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဗီဒီယိုလေးထဲမှာ browser ဆိုတာဘာလဲဆိုတာကစပြီးတော့ browser ပဲနဲ့ပတ်သက်ပြီးတော့တည်ထားတင်တော့စိတ်ဝင်စားဖို့ကောင်းတော့ချက်လက်တွေကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်တင်ကအခုလောလောဆယ် browser ကိုသုံးနေတာလေအဲ့ဒါထက်ပိုကောင်းတာမျိုးပြောင်းသုံးကြည့်ဖို့တော့စဉ်းစားဖို့ပြီလားbrowser တွေကသုံးရတာကိုပိုသဘောကျလဲဆိုတာကိုလူကြီးတို့တွေ့ကြုံများကိုတစ်ချက်မျှဝေပေးသွားလို့ရပါတယ်ခင်ဗျာနောက်ပြီးတော့တင်လို့အနေနဲ့ laptop desktop တခြား ID များနဲ့ပတ်သက်ပြီးတော့တခုခုအကူအညီလိုပါကကျွန်တော်တို့ trust ID service များနဲ့ကူညီဆောင်ရွက်ပေးနေပါတယ်ခင်ဗျာတကယ်လို့လူကြီးတို့အနေနဲ့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဘူဒ္ဓများရကြပါကကျွန်တော်တို့channel ကို like and subscribe လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့ခင်ဗျာရှေ့လျှောက်လည်းဒီလိုမျိုးအကျိုးရှိမဲ့ဗီဒီယိုတွေကိုလည်းစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်တော့ကြောင့်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုမျှဝေပေးသွားပါဦးခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိသောနေ့တစ်ဖြစ်ပါစေ